သာသနာတော်နှစ်2550ပြည့်နှစ်ကောဇာတက္ကရာ1368ခုရာဇိုလပြည့်ကျော်17ရက်2009ခုနှစ်ဇလပိုင်း73ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတဘုဂုတ်ဆရာတော်ဘုရားကြီးတရားဌာနမန္တလေးမြို့အရေးတစ်ဖက်မဟာဓမ္မယုံတော်ကြီး၌မန္တလေးမြို့လေးပြင်လေးရအတွင်းသတင်းသုံးနေထိုင်တော်မူကြကုန်သောဘုရားမှုရှိသောသံဃာတော်ရှင်သူများပေါင်းတို့အားဦးချိတ်ပန်စင်လျက်မြို့မိမြို့ဖလူကြီးမင်းများအားအမှုထား၍တရားပွဲတော်ပြည့်မြောက်ရေးအကျိုးတော်ဆောင်ပွဲမှကြီးမှုကျင်းပပြုလုပ်အပ်သောဘုဂုတ်ဝိပဿနာ19ညတာအထူးအလုံးသွေးတရားပွဲဧကဒသမညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောကိုမြတ်ကိုကိုဦးဘခင်ပြုံးကြည်သာသုံးတည်တန်းကိုကိုဦးနေကြီးစရွှေရောင်းဝယ်ရေးမိသားစုတို့မှလူဒန်းပြုလုပ်အပ်သောဓမ္မပူဇနိယကာလအခါသမယ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဒီလိုဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းနဲ့သိကြပါစေသိတဲ့အတိုင်းနဲ့ဒီဘဝဒီခန္ဓာမစွန့်ကြခင်တန်ត្រာဒုက္ခလက်ဆသိမ့်နိုင်သောပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များများဖြစ်ကြပါစေလို့ခြေဥစွာမေတ္တာပို့သပေးလိုက်ပါနော်သစ္စာတရားတော်တို့ကိုဟောကြားရ၌သစ္စာ၄ပါးမြတ်တရားတော်တို့ကိုဆရာမကူတရားမူဉာဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်အကျွမ်းမဲ့ထိုးတွင်သိမြဲအောင်မြင်တော်မူပြီးတတ္တဝဝိနည်းအပေါင်းတို့အားသစ္စာရည်ဤအပြိုက်စေတော်တို့ကိုတိုက်ကြွတော်မူဝေထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစေတတ်သောဓမ္မတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2550ပြည့်နှစ်တိုင်တိုင်အကျော်ချီတည်ကြခိုင်မြဲအောင်အစဉ်အဆက်သိမ့်သိမ့်စောင့်ရှောက်တော်မူလာကြကုန်သောသံဃာတော်များအပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တပါးဥဒေဟာဤသစ္စာ၄ပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တပံပြန်လည်ဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗေလမ်းပြတော်လင်ဆုံးမပေးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ခွင်တော်ဒိဋ္ဌရောက်သွားကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်နှင့်မွေးသမိခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီး၏သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအဖြစ်၎င်းကျေးဇူးဆက်သောအဖြစ်၎င်းကုသိုလ်မျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောသန္တနာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါလေအားလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမမေ့မလျော့မပေါ်စားသောတတိတရားမလျှော့သောဇွဲလုံးလားမလျှော့သောဇွဲလုံးလားလက်ကံဒီခန္ဓာမစွန့်ကြခင်ကလေးမှာ
ကိုဒုက္ခကိုလက်စသိမ့်နိုင်အောင်ကြိုးစားကြပါလို့ရှင်းဥစွာလေးစားစွာနဲ့တိုက်တွန်းပါနော်ကာလိနဓမ္မသံဃစ္စာဧတံမင်္ဂလမုဒ္ဒဧတံမင်္ဂလမုဒ္ဓမံအချိန်ကာလအကြောင်းကျိုးများညီညွတ်လာရင်တရားဓမ္မတွေနာကြားရတာမင်္ဂလာပဲဘုရားပြောတာရှိပါရှိပါပါဘုရားအဲဒီနေ့အရေးကြီးမြတ်စွာဘုရားမဟာဓမ္မယုံကြီးမှာဘုရားဘောကြီးကျင်းပလာတာဘယ်နည်းရှိပါ17ရက်မြောက်ဦးသိရှိမှာတော်တော်ကြီးဒီလိုတော့ဟုတ်လားသစ္စာဝေဒုဆရာတော်ကြီးကကြောက်ပြီးတော့ရှင်းပြသွားလို့အဲဒီနေ့17ရက်မြောက်ညမှာဒါဦးသိတို့အလက်ကြတယ်ပေါ့နော်ဒီလိုတော်တော်လေးဒီလိုစုစုဝေးဝေးနဲ့ရှင်းတဲ့တော့ချက်သာသနာပြုခွင့်ရတာဦးသိအများကြီးဝမ်းသာပါအားလုံးသစ္စာတရားတွေနာခွင့်ရခိုင်လေးမှာမင်္ဂလာရှိအောင်ကြိုးစားပါမင်္ဂလာရှိတယ်ဆိုတာပါမင်္ဂလာပပံလုနာတိစေတတိတိမင်္ဂလာမင်္ဂလာဆိုတာလုနာတိစေတတိပပံမကောင်းမှုတို့ကိုလုနာတိပယ်ရတယ်စေတတိဖြတ်တယ်မကောင်းမှုကိုပယ်တာဖြတ်တာကိုဘာခေါ်လဲမင်္ဂလာနော်မင်္ဂလာရှိတော်နေ့ဆိုတာမကောင်းမှုတွေမလုပ်ဘဲနဲ့ကောင်းမှုတွေလုပ်တဲ့နေ့ကိုမင်္ဂလာရှိတော်နေ့မင်္ဂလာရှိတော်အစီဆိုတာမကောင်းမှုတွေမလုပ်ဘဲနဲ့ကောင်းမှုတွေလုပ်တဲ့အချိန်ကိုမင်္ဂလာရှိတဲ့နေ့အဲ့ဒါမှတ်ရမယ်နော်အဲ့တော့ပြက်ကလေးတွေကရရသာဟာမင်္ဂလာလားဟုတ်ပါဗျာမင်္ဂလာဆောင်တဲ့နေ့ဆိုပြီးတော့မင်္ဂလာရှိသလားဟုတ်ပါဘူးတဲ့မကောင်းမှုမလုပ်ကောင်းမှုလုပ်တဲ့နေ့မှာမင်္ဂလာရှိတဲ့နေ့အဲ့ဒီနေ့ဟာရရသာပဲကုသိုလ်များများရတဲ့နေ့ဟာရကောင်းရမြတ်ပေါ့ကုသိုလ်မရတဲ့နေ့ဟာပြတ်သလားပါပဲတေဦးသွားတဲ့နေ့ဖြစ်ပါလားကောင်းရောဒီနေ့ဦးဇင်းတို့အခုတော်တော်ရရှိထားတဲ့ဘဝတန်ဖိုးကလေးလည်းသုံးသပ်ကြည့်ရကျေးဇူးတော်ရှင်ကဘာပါဠိရဘုရားဆရာတော်ဘုရားကြီးဒါဦးဇင်းတို့တော်တော်တို့ရဲ့ဆရာပေါ့အခုတော်တော်အားလုံးကဘုသူတာဝကဘုရားရဲ့တာဝကဒါသိသိကြတယ်တာဝကဆိုတာဘာခေါ်လဲအဲ့ဒီစားဒီလေရအကျိုးတော်ဘယ်ကြောင်းရောက်လာလဲစကားစီပြောကြရေးနဲ့အကြောင်းလေးတစ်ခုရောက်သွားဘုရားတပည့်တော်တရားတွေ့ခွင့်ရတာသိစင်ကြပါလေတကယ်တော့တပည့်တော်သိဖို့ရသေစာပြည့်ပြီးမှမသိပဲနဲ့တရားနဲ့တွေ့ရတယ်ဗျာတရားကြီးတယောက်လျှောက်ဒါသူကကြီးကတာဝကပဲဘုရားတာဝကအစ်စ်ဘာလို့လဲဆိုတော့တာဝကဒီဒိဋ္ဌိကလေးတော့တို့ဘုရားတော်ဘုရားကြီးရဲ့အဆုံးအမတရားတွေကိုစာပြီးပြဿနာလုပ်တယ်ဒီစကားတော့တာဝကမှာပါရမီမလို့လို့ကျေးဇူးရှင်ဆရာတော်ဘုရားကြီးအမိန့်ရှိခဲ့တာရှိပါတယ်အဲ့ဒါကိုဦးဇင်းတို့ပြန်လည်ပြီးတော့သုံးသပ်ကြည့်ရရင် What is Tawaka? Tawakaဆိုတာဘာလဲဘယ်လိုဟာကို Tawaka ခေါ်ရလဲအရင်သုံးသပ်ကြည့်ရTawaka ဒါပမာစကားပေါ့မဂ္ဂဒစကားတနည်းအားဖြင့်ပါဠိစာရဲပါဠိစကားပေါ့ပါဠိစကားလို့တတ်တတ်မရှိဘယ်ချိန်ကိုလည်းဒီသုံးတဲ့မဂ္ဂဒစကားပါလေအဲ့ဒီနှစ်ပေါင်း1550လုံးက popular အဖြစ်ဆုံးတဲ့ common အဖြစ်ဆုံးပေါ့လူအများသုံးတဲ့အများနားလည်နိုင်တဲ့စကားမဂ္ဂဒစကားလို့ခေါ်တယ်အဲ့ဒါတချို့ကလည်းအပေါ်ရအားဖြင့်ချက်ပြောမယ်ဆိုရင်ခုပြိဿံများဒုနဲ့ဒုသင်္ကေတပြုတဲ့အတန်လို့ဒါ
ဝိဇ္ဇုဖွင့်ကြတာရှိပါတယ်ဒါပေမဲ့အတိပြုလို့မဖြစ်ပါဘူးအဲ့တော့မဂ္ဂဒစကားအဲ့ဒီထဲမှာသာဝတ္တဒီလိုပါနော်မှန်ပါဗျာအဲ့တော့သာဝတ္တဆိုတာကပေါ်တယ်လေဦးဇင်းတို့ကဘယ်လိုအရေးချင်းနေပြည့်စုံမှဘယ်လိုလူကိုသာဝတ္တလို့ပေါ်တယ်လို့ဆိုရင်အခုဦးဇင်းတို့တော်ကောင်းတို့မွေးဖွားလာကြသာသနာ့ဘာသာသာသနာတွင်သာသနာတွင်ပါဗျာဟုတ်ပါလေဘာလို့သာသနာတွင်လို့ပြောကြလဲဆိုရင်ဘုရားရှင်ရဲ့အဆုံးအမရှိသေးတယ်ဘုရားရှင်အဆုံးအမရှိနေသေးလို့အခုပါခေါ်လဲသာသနာတွင်အဲ့တော့ဘုရားရှင်ကိုရောင်မြတ်ကြီးရဲ့တာဝကဆိုတာကဘုရားဤအဆုံးအမရှိကျွတ်ထိုက်သူကိုဘုရားဤသာဝကရှင်းလားဘုသူအဆုံးအမနဲ့ဘုရားရှင်ရဲ့အဆုံးအမနဲ့ကျွတ်ထိုက်သူတဲ့ဘုရားကိုယ်တိုင်ဆုံးမလို့ကျွတ်ရင်ဒါမျက်မှောက်သာဝကဟုတ်ပြီနော်ဒီလိုမှမဟုတ်ဘဲနဲ့ငါဘုရားဆုံးမကိုငါတပည့်သားတွေကတစ်ဆင့်ပြန်ပြီးပေါက်တယ်ချဟောပြီးမှသိမဲ့ပုဂ္ဂိုလ်ဆိုရင်တော့ဒါအင်တာလိုက်ဖြစ်သွားတယ်ပေါ့ဗျာတစ်ဆင့်ကကြာသို့တော့အရင်ကအဖြစ်တော့ဘယ်သူတရားပဲလို့ဟုတ်အဲ့တော့ဘုရားရှင်ရဲ့တရားကိုနာကြားခွင့်ရဖို့ဆိုတာလေတို့ဟာဘုရားတရားတော်ကိုဝေဖန်ပန်းချပြီးသိနိုင်တာကတိရစ္ဆာန်ရဲ့ငရဲရဲ့ပိဋ္ဌာရဲ့သူရကေရဲ့လူရဲ့လက်ရဲ့မြမရဲ့ရှိတဲ့ဘုံတွေထဲမှာဒုက္ခတိဘုံကသိနိုင်တာသိနိုင်ပါဘူးသိနိုင်ဘူးဟိုနတ်မြမကသိနိုင်တဲ့သို့တော်လည်းပဲအမျိုးအစားချင်းမတူတဲ့အတွက်ဘယ်ဘဝမှာမှသိနိုင်တယ်အခုပဲပြောကြဆိုလူဘဝအဲ့တော့ဘုရားရှင်ဟာဘယ်ဘဝမှာဘုရားဖြစ်တာအဲ့တော့တို့ဘုရားရှင်ရဲ့အဆုံးအမကိုကြားနာရတဲ့နေရာမှာတစ်လူဘဝရတယ်။ဘာရလဲလူဘဝကိုလည်းရနေတယ်။နှစ်ဘုရားရှင်ရဲ့အဆုံးအမနဲ့လည်းတွေ့နေတယ်။နှစ်ကဘာလဲဘုရားရှင်ရဲ့အဆုံးအမနဲ့တွေ့ပါဗျာ။သုံးဘုရားရှင်ရဲ့အဆုံးအမကိုစင်ကြင်နာယူသိရှိနိုင်တဲ့စွမ်းအားလည်းရှိတယ်။တရားဆုံးမတော့ရှိနေတာပဲဒါပေမဲ့တရားကိုနားလည်တဲ့လူတရားကိုယုံကြည်ကိုးစားလိုက်နာတဲ့လူဉာဏ်စာရှိတယ်။ရှိပါဘူးဗျာ။ဓမ္မဒီဘုရားဘာသာလို့လက်မှတ်ထိုးထားတဲ့လူဦးရေနဲ့သစ္စာတရားကိုသိတဲ့ပုဂ္ဂိုလ်နဲ့အပေါင်းပြန်တွက်ကြည့်ရင်ပါစက်လေးနဲ့တွက်ရင် 10% တော့မရှိဘူး။1% တော့မရှိလိမ့်မယ်လို့ဒါဦးဇင်းတို့သဘောထားလို့ရတရားမှာဗရိယဝတိတွေ့လားဒါတရားတွေကုသစ္စာတရားတွေဘိုးလို့ဆိုနေတဲ့ကာလကိုလည်းလည်းသာလာတို့လို့တွေ့တာဒီတော့ဘလောက်ပဲရှိရှိပမာဏသိများတယ်အများတဲ့ဗုဒ္ဓဘာသာအရေးအတွက်မှာမပြောပါတော့တဲ့ပမာဏပဲသစ္စာတရားကိုသိရတယ်တရားနဲ့ဘုရားအဆုံးအမကိုသိရပါဗျာရှင်းသလားရှင်းပါပြီဗျာညာဘောပြဘုရားဘာသာဓမ္မတို့အမိခံထားတဲ့ပုဂ္ဂိုလ်တွေကစေတုတော်မှာလမ်းဆုံးနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဘုရားဘာသာမဟုတ်တဲ့ဘုရားအဆုံးမမဟုတ်တဲ့အယူအဆတွေပေါ်မှာဘုရားယုံကြည်ရှိကချပြီးတော့တလွဲလုပ်နေတဲ့ပုဂ္ဂိုလ်တွေကညာရှင်းလားရှင်းပါပြီဗျာဉာဏ်သာပြတရားကနေပြီးတော့မသာသူလိုက်ရှာနေတဲ့ကေတင်ရှင်လိုက်ရှာနေတဲ့ဘုရားဘာသာကလည်းများတယ်။ဒီတော့ဘုရားဆုံးမကိုသိနိုင်ဖို့ဆိုတာလွယ်သလား။ဘုရားဆုံးမကိုစင်ကြင်ပြီးမသိနိုင်ရင်ဒီပုဂ္ဂိုလ်သာဝကမဟုတ်ဘူး။ရှင်းလားရှင်းပါပြီဗျာသာဝကတိလူဘဝနိဘုရားအဆုံးအမတော့ဒီမှာတစ်ချက်ပြန်သေးတယ်ဘုရားအဆုံးအမဟောပြောပြသမဲ့ပုဂ္ဂိုလ်နဲ့တွေ့တယ်ဘုရားရှင်ကိုယ်တိုင်နဲ့တော်၎င်းတပည့်သားသာဝကဆံမတော်၎င်းကုသိုလ်တော်တို့ဆိုရင်တိုက်ရိုက်သာဝကမဟုတ်တော့ဘူးသာဝကရဲ့သာဝကပါလေသာဝကရဲ့သာဝကပါဗျာ
ကြီးရဲ့အဆုံးအမကိုဒေချာကြနာစွာသိရှိနားလည်တက်ကျွမ်းသောသာဝကကြီးဤတသိငယ်လေးဖြစ်ပါပြီသောတော်လည်းနဲ့ဘုရားရဲ့အဆုံးအမကိုတွေ့ရအောင်လားအဆုံးအမမဲ့ပုဂ္ဂိုလ်နဲ့တွေ့တယ်အဆုံးအမကိုနာယူနိုင်တဲ့စွမ်းအားလည်းဆုံးမတဲ့အတိုင်းပဲရှင်းကြံနိုင်တဲ့ပုဂ္ဂိုလ်လည်းဖြစ်ရအဲ့ဒါမှပါပါသာဝကဆိုတဲ့စကားလုံးပြောလိုက်ရင်ကိုကျွတ်တန်းဝင်နိုင်တဲ့ပုဂ္ဂိုလ်ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ဖြစ်နေရှင်းလားအဲ့တော့နောက်ထပ်ပါရမီကိုစောင့်စားပြီးတော့တသိနားလေကျွမ်းကျင်ခြင်းမရှိဘဲနဲ့သူပြောလူပြောနားဆုံးလမ်းဆုံးပြီးတော့စကားတွေတွန်းဆုပ်တဲ့ဝရိယပြင်းကြီးထိုင်းမိုင်းတဲ့မြမလူမျိုးရဲ့စိတ်ဓာတ်ကိုသိလို့ဆရာတော်ဘုရားကြီးကဟေးမင်းတို့သာဝကမှာပါရမီမလိုဘူးကွာရင်းရဲပြောပါလေသူကအကြောင်းခိုင်လုံမှာရှိတဲ့နားလည်းရဲ့ခြေရွေးလာပြီးတဲ့မိဂရာဝမှာရှိတဲ့သူတွေကရှင်းလားအဲ့တော့ဘာလို့မလိုဘူးလို့ပြောရလဲဆိုသာဝကရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုကြည့်လိုက်ရင်ရှင်းတော့အဲ့တော့ခုနကတရားကြီးပြောလို့ဆိုပြီးတော့သေချာမရောက်လို့တက်မပြောက်တာအခုတရားနဲ့တွေ့နေရတယ်တရားကြီးအသေးချာပြောရမယ်ဆိုရင်လည်းအကြောင်းကျိုးကိုသင်ကျင်ကြည့်ရင်ဟောဒီဘုရားရဲ့ဆုံးမနဲ့တွေ့ရမယ်သာဝကဟာအဆုံးအမနဲ့မတွေ့မချင်းမသိဘူးအဲ့ဒါသာဝကရဲ့စွမ်းအားမှန်ပါလားဒါပေမဲ့ခုခင်ဗျားတို့ဘုရားရဲ့အဆုံးအမသစ္စာတရားနဲ့တွေ့မတွေ့အဲ့ဒါလည်းခင်ဗျားတို့လည်းပဲပြင်းတဲ့ဝယ်လေသာဝကအင်္ဂါအားရရှိတယ်နော်အဲ့လိုဖြစ်လိုက်ရတယ်ဘုရားသာသနာနဲ့လည်းတွေ့သာသနာအဆုံးအမတိုင်းဆုံးမမဲ့ပုဂ္ဂိုလ်လည်းသိဆုံးမလာယူခွင့်လည်းခုပဲကျန်ရှင်းပြအားထုတ်မှုပြည့်စုံရင်ပြီးသွားပြီအဲ့တော့ဒုတိုက်တော်မှာလောက်ချဘယ်တော့မှပါရမီမလိုတော့အဲ့တော့စောင့်စားကြမလိုတော့ဘူးအခုလုံးလို့ရနေပြီအဲ့တော့တရားကြီးပြောတယ်တရားကြီးအဆုံးအမနဲ့တွေးမှလို့ပြောတာတော့တရားရမယ်မရဘူးတော့ဟင်ကျွတ်တန်းဝင်မယ်ပုံဝင်မှုတော့အင်္ဂါ9ရက်လုံးကြည့်ဆိုရင်တော့တကယ်မျက်မှောက်သာဝကဒီဘဝမှာပဲကျွတ်တန်းဝင်ရနောက်ဆုံးတစ်ချက်လေးကြည့်လိုက်လေသုံးပါးရဲ့ကျင့်ကြံအထုံးမယ်ဆိုရင်ဒီဘဝကျွတ်နိုင်မကျွတ်နိုင်ကျွတ်နိုင်သေးလို့သာသနာမကွယ်သေးတာခင်ဗျာရှင်းရလားရှင်းရလားနိဗ္ဗာန်လိုချင်ရင်အခုရနိုင်သေးတဲ့ကာလမို့လို့သာသနာမကွယ်သေးတာအဲ့တော့တွန်းဆုံးနေရမလားကြိုးစားတော့ပြည့်လာမဲ့ပါရမီကိုစောင့်နေရမလားပြည့်ပြီးသားအားထုတ်ရုံပဲလားပြည့်ပြီးသားကိုမလိုဘူးလို့ပြောတာဉာဏ်မမီရင်မဝေဘာနဲ့ဆိုအဲ့ဒါရှင်းလားအားလုံးကြည့်တတ်လားအဲ့တော့တို့ကကျိုးဆုံးနေရမယ့်ပုဂ္ဂိုလ်တွေကကြိုးစားရတော့မယ့်ပုဂ္ဂိုလ်တွေတန်ဖို့သူတော်ကောင်းတို့ဟာအဖို့တန်တဲ့ဘဝတော့ရောက်နေပြီအဲ့ဒါတကယ်အဖို့တန်ဘဝအောင်ကတော့ဘယ်သူတွေတာဝန်လဲဒီလက်ကလာရင်ဒါလေးနဲ့ပတ်သက်ပြီးတော့ဒီကံတော့ရောက်ရင်သက်မပြောက်တာလေးဒီနေ့ပေါ်ကြတယ်ဒါတရားနာမယ်ပါလဲဆိုရင်ဒီကမရောက်ဘူးတော့ရှင်းလားရှင်းပါပါဗျာဟာလေဘာဖြစ်လို့လဲဆိုတော့တရားနဲ့တွေ့အောင်မဲ့ပုဂ္ဂိုလ်ကသိပါပါမြင့်မို့တောင်နဲ့ပြီးကြတော့မသိဘူးပြောရတော့မြင့်မို့တောင်ဘယ်လိုလဲမြင်မှုကြိုးလည်းမသိဘူးနော်အဲ့တော့အိမ်မောတာနဲ့ပြီးကြတော့မသိဘူးကတော့လိုက်တယ်အဲ့မြင့်မို့တို့လက်လန်းမမနေဘူးရှင်းလားရှင်းပါဗျာဒါရှိဆိုင်ပြောလို့ပဲဒီတံကိုကောင်းဆိုမြင့်မို့ဘုရားတပည့်ကြိုးလည်းမမြင်ဘူးပါဘူးတဲ့သူများပြောလို့ပြောကြည့်ရတာသူနိုင်လို့တော့မဟုတ်ဘူးသူကြည့်လို့
အဲ့တော့တေကံမရောက်ရင်တေကံမရောက်ရတဲ့အကြောင်းရင်းကတို့ကကြံမကုန်သေးဘူးလေဘာမကုန်လဲဒီနေ့ပြောတဲ့စကားနဲ့ပဲပြောရရင်ဘာနဲ့တွေ့ရအောင်လဲဘုရားရှင်ရဲ့ဘုရားနဲ့တော့မတွေ့ပါနဲ့ဘုရားနဲ့တော့ဘယ်ချိန်တွေ့မလို့ဆိုတော့ဘုရားရဲ့သုံးကခင်ဗျားတို့ဝမ်းနဲ့ကိန်းရင်တော့တွေ့ပြီဘုရားပြုကျင်လားပြုကျင်ပါပါဘုရားသုံးပါပါမသာကဘုံခံဘုရားမှုတွတ်လေရင်သတ်လည်းဖျက်လေရင်နောက်ကိုသားချင်းမချိသွားဘယ်သွားလို့ဖျက်လေရှင်းလားရှင်းပါပါဘုရားဘူးရှင်တော့ဘယ်ထဲမှာဘူးอ่ะအဆုံးမတွေကိုတခါလိုက်လာချစ်ကြံပြီးတော့ဒီတန်ဖိုးတွေသိပြီးတော့အိုးဘုရားရဲ့အဆုံးမတွေတန်ဖိုးရှိလိုက်တာငါတို့တော့ကျိုးရှိလိုက်တာဆိုပြီးတော့ဘုရားကိုကတော့အဲ့ဒါကြမှာဘုရားရှင်းလားရှင်းပါပါဘုရားရဲ့ဂုဏ်ကျေးဇူးဆိုတာဘုရားရဲ့အဆုံးအမကိုချစ်ချံပြီးမှသိရှင်းလားရှင်းပါပါဘုရားတခြားတဲ့ဘုရားရဲ့ထူးခြားတဲ့ဂုဏ်ပုဒ်တွေကတော့တကူဘလောက်ကြီးတယ်ဉာဏ်ပညာဘလောက်ကြီးတယ်ဘုဒ္ဓဘလောက်ကြီးတယ်ဆိုတာတော့ဘုရားပဲသိကျန်တဲ့လူတွေရှင်းလားရှင်းပါပါဒါတို့တွေ့ရမယ်ဘုရားကဘာလဲဉာဏ်ဘုရားဤအဆုံးအမရှင်းလားအဲ့ဒီအဆုံးအမဘယ်တဲ့ကြရယောဓမ္မပတ္တိသောမယပတ္တိတရားတွေ့မှရှင်းလားလားဟဲ့ဟောပြီသာဝကဆိုတာသဘောပေါက်လားအဲ့တော့တို့အခုသာဝကအစစ်ဖြစ်အောင်သာဝကဖြစ်ထိုက်တဲ့အင်္ဂါတွေတော့သုံးနေပြီနော်တို့တော့သာဝကဖြစ်ပလားဆိုတော့ဖြစ်ပါဘူးဗျာသာဝကဖြစ်ရင်ကျွတ်ပါဟာရှင်းလားရှင်းပါပြီဗျာအဲ့ဒါမြင်းစရာမဟုတ်ရှားရှားမြင်းတယ်လို့အဲ့ဒါခင်းနေတာသာဝကဘာလဲပြောတခွန်းတော့ပြေးနေတာနော်သာဝကအဓိပ္ပာယ်ဒီပဲတရားပြောပြတာပါအောင်လို့ဆိုရင်ပြဿနာပြီးတော့ရှင်းတော့ဘုရားတို့မှာလူဖြစ်လည်းမရဘူးလားဘုရားသာသနာတော်ရှိမရှိရှိပါရဲ့ဗျာဘုရားရဲ့သာသနာကိုတစ်ဆင့်ဆုံးမမဲ့ပုဂ္ဂိုလ်နဲ့တွေ့မတွေ့တွေ့ပါရဲ့ဗျာ။အောင်တဲ့နာပါမပါပါရဲ့ဗျာ။ဟုတ်ကဲ့ဒီခုပဲညာရှင်းလားရှင်းပါရဲ့ဗျာ။ဒါသာဝကနာတော့ကတ်လားမှန်ပါဗျာ။နည်းနည်းသာဝကဖြစ်ဖို့တော့ရှင်းတော့သာဝကဖြစ်သွားရင်ဘာလို့လဲရှင်းလိုက်ကြလားရှင်းပါပြီ။ဒါရှင်းဆက်သွားတယ်။ဘုရားရှင်ကိုယ်တော်မြတ်ကြီးလက်ထက်ကဘုရားရဲ့သာဝကသာမဏေကျော်ထဲမှာပါပါတယ်။ခုနှစ်နှစ်အရွယ်နဲ့ယန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်လေးတန်ကိစ္စဘယ်လိုလဲတန်ကိစ္စပါဗျာ။သာဝတိကြီးလေးဘုရားရဲ့သာဝကသာမဏေကျော်ထဲမှာပါပါတယ်။ခုနှစ်နှစ်အရွယ်နဲ့ယန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်လေးတန်ကိစ္စဘယ်လိုလဲတန်ကိစ္စပါဗျာသာဝတိကြီးဇေတဝန်ကျောင်းတော်မှာဘုရားရှင်ကိုယ်တော်မြတ်သရင်သုံးပြီးနေတော့တန်ကိစ္စသာဝတိလေးနဲ့အကြောင်းပြုပြီးတော့ဒီဒေသနာဖြစ်ပေါ်လာမှန်ပါဗျာအဲ့တော့ယဟန်တော်လေးနော်အသက်ကြီးမှဝတ်တဲ့ယဟန်လေးသာဝတိကြီးဇေတဝန်ကျောင်းထဲမှာဘုရားရှင်သံဃာမြင့်မောက်မှာယဟန်ဝရဟန်းဝပြီးတော့ဘုရားနာမှာတရားနာတရားအားထုတ်ပြီးတော့နေကြအဲ့လိုနေခြင်းကနေဝါတွင်းကာလရောက်လာတဲ့အခါကျတော့ဒီယဟန်ကြီးတွေကဘုရားရှင်နာမှာခွင့်ပန်ကြရှင်ပြားတဲ့ရှင်ပြားသာသနာပြုလုပ်ငန်းတရားဖြစ်တဲ့ဂန္ဓဒုရနဲ့ဝိပဿနာဒုရနှစ်ပြားအရှင်းနှစ်ပြားမှာဂန္ဓဒုရဆိုတဲ့စာပေသင်အရင်ရှင်းမှရှင်လေးလာခြင်းဆိုတဲ့အဆုံးအမကြီးဝိဓိတော်လေးသုတ်တန်လေးအဘိဓမ္မာလေးအဲ့ဒါတစ်ဆင့်ပြန်ပြီးတော့သင်ကြားကြတာအဲ့ဒီကတော့စာအုပ်စာပေမရှိပါဘူးနှုတ်နဲ့ပဲနှုတ်လိုက်ရှားပြီးပြန်သင်ပေါ့ဂန္ဓဒုရခေါ်ပါတယ်
အဲ့တော့ကန္နာဒုရအလုတ်တွေတော့ဘုရားတပည့်တော်တို့အသက်ကြီးပြီတဲ့မလုပ်နိုင်တော့ဘူးအဲ့တော့ဘုရားသာသနာအလုတ်ဖြစ်တဲ့ဝိပဿနာအလုတ်လုပ်ရစေတပည့်တော်တို့ကမ္မထမ်းပေးပါမပေးပါဘုရားရှင်တမကမ္မထမ်းတောင်းကမ္မထမ်းတောင်းတော့ဘုရားရှင်ကိုယ်တော်ကြီးကတရားအားထုတ်နည်းတွေပြောပေးပေါ့အဲ့တော့သတိထားတရားနဲ့တရားအားထုတ်လို့သက်သာပြောဒီဘုရားလည်းဒါပဲပြောအောင်ပါပဲဒီလက်ကရှိပါပြန်တခြားလည်းရှိသေးလားရှိပါဘူးတရားဒီပြီးတော့ဟုတ်တယ်ဘုရားဒီပြီးတော့မနောဟမ်တရားပြီးတော့ဒါပြီးတော့အနိစ္စရှင်းလားရှင်းပါပါဘုရားရှင်ကိုဆုံးမတယ်အဲတုန်းကမှသုတဝကနဲ့သူဘုရားကကျောင်းသားကြီးလေးပြေးလိုက်တယ်ဆိုတော့ကျောင်းသားကြီးပြေးပြီးတော့တပည့်တော်တို့ခွင့်ပြုပါဘယ်မှာမလို့တော့အားထုတ်လို့ဟိုပစ္စံတိတော်ရတစ်ခုပဲဆိုရတယ်တို့နာမည်ပြောတယ်အဲ့ဒီမှာဘုရားကသူတို့ရဲ့ရှေ့အကြောင်းကိုပြန်ကြည့်လိုက်နောက်ကာလတကာလအနာဂတဉာဏ်နဲ့ကြည့်လိုက်တော့ဒီဘုရားတွေတော်ထဲမှာဒီဟန်ကြီးပြဿနာဖြစ်เสียနေတယ်အဲ့ဒီပြဿနာကိုပြေလည်အောင်ဖြေရှင်းနိုင်မှာကသံဃိကဟုတ်ပြီနော်ခொနည်းရွယ်သာမဏေလေးပါမဖြစ်ဘူးအဲ့ဒါလည်းအကြောင်းကျိုးရှိတယ်ပေါ့ဒီရှင်းသွားရင်ဒါပြေလည်သွားမှာပါနော်အဲ့တော့သံဃိကရှင်သာရိပုတ္တရာရဲ့တပည့်ဖြစ်တယ်နည်းနည်းစဉ်းစားပါမှန်ပါဗျာသံဃိကသာမဏေလေးခொနည်းပါးလေးဘယ်လိုပဲသူဥပ္ပဒေဆရာကရှင်သာရိပုတ္တရာဒါမို့လို့ရှင်သာရိပုတ္တရာရဲ့တတိလို့ပြောတယ်မှန်ပါဗျာဘုရားရှင်ကိုယ်တော်ကကြည့်တာသံဃိကပါမပြည်လဲမှာသိဒီလိုဆိုဘုရားကဒီသာရဏမှာတုတ်တဲ့ရှိတယ်ရှိပါဘူးဘယ်လိုပြောတာတော့သံဃိကကောဝိဝါရှိပါဘူးသံဃိကလိုက်တော့လိုက်တိုင်းပဲသူဥပ္ပဒေဆရာကရှင်သာရိပုတ္တရာရှင်သာရိပုတ္တရာရဲ့အဆုံးအမနဲ့ကျွတ်တောင်းဝင်ထားတဲ့ပုဂ္ဂိုလ်ရှင်သာရိပုတ္တရာရဲ့တောင်းတာစဉ်းစားအဲ့တော့ဘုရားကဥပဒေတိုင်းတော့မင်းတို့လောင်တော်ကြီးရှင်သာရိပုတ္တရာကိုဝင်ပြီးတော့ဘုရောသွားကြအောင်စဉ်းစားအဲ့တော့ခုငါတို့ဝိပဿနာလုပ်တဲ့သစ္စာတရားတွေဘယ်လိုပြောမှဖြစ်ဘုရားဘုရားဘုရားဆရာတော်ကြီးပြောလို့ဘရမဘိလူမာလို့ဗမာလို့သကပြေနဲ့ဒီလိုပြင်းပြင်းဖြစ်ဖြစ်သူပြောသွားလို့ပြောလို့သိတယ်အဲ့ဘူးပဲဒီသာဘာဒါပဲရှင်သာရိပုတ္တရာနဲ့ကျွတ်ထားတဲ့ပုဂ္ဂိုလ်ဘုရားမပဲဘူးရှင်သာရိပုတ္တရာတပည့်ရှင်းလားဘုရားသာသနာတော်မှာသံဃိကသောဘောဓမင်းလိုက်တော့ပြောသလားပြောပါဘုရားတော်ကြီးကတို့တော့သွားကြအောင်နှုတ်ဆက်ကြအောင်တို့ရဟန်းတွေသွားကြတယ်ရှင်သာရိပုတ္တရာဒီပါတော့ဘယ်သွားကြမလို့ဒီရက်ဒီရက်တရားသွားထုတ်လို့အေးဟုတ်ပြီဘုရားတော်ပြီလားဘုရားဒီသွားထုတ်ပါပြီးပြီဘုရားကလွတ်လိုက်လို့ဆိုတော့ရှင်သာရိပုတ္တရာစဉ်းစားအကြောင်းမဲ့တော့ငါစီဝင်လို့ဆိုခိုင်ဘူးတို့လုံးမလုံးကြဘူးရောဘာလို့တဲ့တဲ့အကြောင်းပြောတဲ့သူကရှိတယ်ဦးဇင်းနေသွားတဲ့အခါကျတော့တရားဟောလာတာငါစီကံကလုံးလို့ရှိသေးတယ်ဦးဇင်းကတော့တရားမပြတ်ပါဘူးလောကရဲ့သူ့မင်္ဂလာကဆက်နဲ့လေးနေတာဝါဒနာပါအဲ့တော့ရောက်သွားရင်ဘယ်ကြောင့်ပြလိုက်ပြီးတော့လိုက်တာပဲသူ့မင်္ဂလာရှိမှဝတ်တာလေးတော့အဲတောင်းပြန်နော်ရှိမှတော့မရပါဘူးအဲ့တော့ဝါလည်းပြည်သေးဘူးဘယ်ရောက်တော့တတိယငယ်လည်းမရဘောကတော့ရကြက်နေတာပဲအရေးကြီးတာကိုမကတော့ဘူးအရေးကြီးတာကတော့တက်အောင်ကြိုးစားလို့ရှိသေးတယ်ဟုတ်လားအဲ့ကျေးဇူးရှိတဲ့လူကတော့ဟောကျေးဇူးမရှိလို့မကတော့ကိစ္စမရှိဘူးပြဿနာမရှိဘူးဘောကတော့ရပြလာတယ်ဆိုတော့ပြဿနာမရှိပါဘူးဥဒ္ဓမင်္ဂလာတော့ပြောသွားတာဒါနဲ့ပြောပုံမရဒီကတော့ရှိတော့ဒါပုံမရနှုတ်ဆက်ပုံမရနိုင်လို့ဆိုတော့
လောက်တော့အနေနဲ့ဝန်ကိုဝင်ရအောင်လို့ပုံစံဘုလို့ဝင်နေရတာပါပဲနော်ဘလို့ရှင်လည်းလို့ရှင်လည်းတော့ပေါ့ဗျအကိစ္စရုပ်နေရတော့ဗျအဲ့တော့အကြောင်းမဲ့သက်သက်လုပ်တဲ့ခိုင်းတာဟုတ်ပါဘူးဒီမှာဘုရားမဟုတ်ပါနဲ့သူ့မှာယာရုကြီးအတိကြီးရှစ်ရှစ်အကသဝကမဟာခံဝတဘုံကြီးဒါလာလိုက်လို့တဲ့နေရာဝါကျွတ်သွားတာပြီးပါမယ်ရှင်းလားအဲ့ဒါပဲကိုလုံးကိုလုံးဘုရားလုံးနေတဲ့သာသနာတို့အကျိုးရှိတဲ့ဓမ္မတွေအားပေးနိုင်အားပေးမလို့ရှင်းရှင်းဟိုအကူလုံးတွေလောက်ရတာများတယ်ဒီကိစ္စမှာသိချက်မှန်ပါပါဗျာအဲ့တော့ရှိတယ်ပေါ့မတင်တဲ့တွေကျွတ်တော့တာနော်အဲ့တော့ဘာလို့တဲ့ကရှင်သာရိပုတ္တရာကိုလုံးနဲ့ပြီးတာဩဒါအကြောင်းမဲ့တော့ငါရှိတွတ်တာဟုတ်ဘူးစဉ်းစားလိုက်တယ်သူကအနာဂတဉာဏ်နဲ့လန့်ကြည့်တယ်ဒီကိုယ်တော်ဘာအနေရှိလဲဟိုမှာသူတို့ကိုနောက်ဆက်မဲ့ရန်သူတွေရှိနေတယ်အဲ့တော့အဲ့ဒီရန်သူတွေကိုနှိမ်နှင်းမှာကဒီပုဂ္ဂိုလ်တန်ကိစ္စနော်အဲ့ဒါတန်ကိစ္စရဲ့သာဝကတွေရှင်းသလားအဲ့ဒီဟာရှင်သာရိပုတ္တရာလိုက်ဟောလို့ကိုမကျွတ်ဘူးအဲ့ဒီရှင်းလားသူသာဝကပြဿနာပြီးနေပြီပြတော့ပြောတယ်အောင်လို့တော့ဒါဒီနေ့နေဖို့လို့ဒါပြောရတာနော်ဒီနေ့ပြဿနာလုံးလာတာဘောပါလားတဲ့တဲ့သူကလာတော့ဝါရီလို့တော့တဲ့ကိုယ်နေလည်းလာတဲ့တက်ဆင်းတော့နော်အဲ့တော့ဒါတော့ကရှင်းနော်ရှင်းပါပါဗျာဘယ်ဆိုရတဲ့နာရှင်းလားရှင်းပါပါဗျာနားမယ်ရှင်းအောင်ပြောမယ်သင်္ကန်းမရောက်နားမယ်နော်အဲ့တော့အဲ့ဒီသံကိစ္စကိုဒီတာမဏိထည့်ပေးရပါပဲဆိုပြီးတော့သံကိစ္စကတော့မှန်ပါဗျာရှင်သာရိပုတ္တရာသံကိစ္စရောက်လာတယ်9နှစ်ကဲနာရှင်ကိုရလေးဒီဦးသိကြီးတွေဒီဘုန်းကြီးတွေကွာတက်ကြီးတွေတရားတော်အားထုတ်ကြလို့တော်တယ်အဲ့တော့ဝေယဝတ္တပြုမဲ့ပုဂ္ဂိုလ်ကိုရှိခိုးပေးလိုက်သွားလိုက်သံကိစ္စယဟတ္တဘောရရဲ့ပုရုသိတို့လည်းပဲဘောရယဟတ္တကသာမဏေရှင်းတော့သွားလိုက်တာဆိုတော့သံကိစ္စဘာပူဇော်ရှိတာမလို့သူ့ကိုနောက်ကျောင်းပြန်ပြီးတော့လှည့်ပြီးတော့ပူဝင်စရာရှိလားရှိပါဘူးဗျာ။ညာသာဆိုကိလေသာဟုတ်ပါဘူး။ဒီလိုက်သွားဥပဒေဆရာပြောတော့တင်ပါဗျာ။ဒီလိုတပည့်ပြောရရင်လည်းမဆိုးဘူး။မှန်ပါဗျာ။ဘုရားမင်္ဂလာရောက်ပါလို့လိုက်ဘောဘုန်းကြီးဒီလိုတော့ဗာပြစ်လို့ပြန်လာအရင်ဆုံးစင်ကြီးရတာပဲ။နောက်သူတွေကတော့ကံကောင်းပုံပြောပါတယ်ဒါအကြောင်းကောင်းလို့အကျိုးကောင်းတာပေါ့နော်မှန်ပါဗျာဒီဘက်တရားပြန်ဆုံးပါတယ်ဆိုရင်ဒါလည်းပဲဘာလို့လဲစမ်းပွားဆိုတော့ဘုန်းကြီးနောက်မှတော့ပြီးတော့ဘာလို့ဆရာလေးတွေတော့ဟောတော့ဒါဒီလိုလားဘာသာဆရာကြီးတော့သူတွေကလည်းမင်းငကိုတော့တော်တော်ဘဲတိုက်ခဲ့တဲ့ကောင်ပဲပါနော်အဲ့တရားလာမေးတဲ့ပုဂ္ဂိုလ်တော်မှသူမေးလို့လည်းသူကပြန်ရတယ်ရှင်ပြဘယ်လိုရှုနေလဲအဲ့ဒါဘာဖြစ်လို့များအဲ့ဒါကဒီလိုသဘောရှိတယ်ခင်ဗျားတွေ့တယ်ဒါခေါ်တယ်မဟုတ်ဘူးအဲ့ဒါမဟုတ်ဘူးပြတ်တာပြီးတော့ဘုရားတရားနေလေဘာလို့လာမွေးနေလဲပြန်တော့လေသဘောပါလားအဲ့ဒါလည်းဂျိုလို့တာမဟုတ်ဘူးသူတွေကခင်ဗျားတို့ပြင်လို့လည်းမရဘူးတော့ကျိုးအကြောင်းကိုအတိုင်းပါရှင်းတော့ရှင်းပါဗျာဘာလို့သက်သွားမယ်ဘယ်ရောက်ပါလဲကိစ္စလိုက်ကွာနော်အဲ့တော့တန်ကိစ္စနဲ့ယဟန်ကြီးတွေပဲသွားကြတယ်အဲ့ဒီမှာတန်ကိစ္စနော်ဒီထဲမှာပါလာတဲ့တန်ကိစ္စဘယ်နဲ့နဲ့ယဟန်တာဖြစ်သူ့အကြောင်းကိုဓမ္မပဒမှာဒီလိုရှင်းတာပါနော်ဒါလေးဒီပြောအဲ့တော့တန်ကိစ္စရေလို့ဖြစ်လာရတဲ့ဒီသာမဏေလေးဟာယခုဘဝဝိဘွားလာတော့ဘယ်မှာမွေးတဲ့ဆိုရင်သင်္ကြန်ကုန်းမှာမွေးဘယ်မှာမွေးသူ့မိကတစ်သေးသမီးကိုအရင်အမာကြီးတန်ကိစ္စမမွေးခင်တန်ကိစ္စလေးပရိသေတွေကိုအရင်မှာ9လကျော်လောက်ဖြစ်လာပါတယ်နေ့စဉ်ရက်စိမှာမိမပွားနိုင်ပဲသုံးတယ်ပေါ့အဲ့တော့မိမပွားနိုင်ပဲသုံးတော့အဲ့ဒီကိကတော့တတိသမီးဆိုတော့မင်းရှုပ်ပြီးသိရှုပ်အဲ့တော့အဲ့ဒီကလေးရှင်သာရသေဒရာမသန်းတော်ဘောပြအာထသောမှမပေါ်သေးဘူးနော်အဲ့တော့သွားလိုက်ပြီးတော့သူ့မိကိုချင်းပုံပေါ်တင်ပြီးတော့ဘာလို့မင်းရှုပ်တော့မရမလားမလောင်တော့လောင်သားလေးထိုးချက်
လောင်စာများများထည့်ပြီးရှို့တော့ကျန်တဲ့နေရာလောင်နဲ့ဘိုက်မလောင်စဉ်းစားနေထဲမှာဘယ်လိုရှိမွေးလားမွေးပါဘူးဘိုက်ထဲနော်အဲ့တော့ပြီးရှို့တယ်လောင်လားလောင်ဘူးဒါကိစ္စကဘိုးရှိတယ်ဟုတ်ပါဘူးဟမ်ဒီလိုဘူးလာတာနေပါဦးဗျာဟုတ်ပါဘူးဟမ်ဘိုးအောင်စောင့်ရှောက်သဘောပါလားအဲ့တော့ရရများရှိသားမလားမသိဘူးဟမ်ဒါလုံးမဆောင်ပါလာတဲ့တဲ့အဲ့ကိုယ်ဘောဘူးကြီးလုံးနော်အဲ့ဒါသင်္ကြန်ကုန်းမှာပြီးရှို့တယ်လောင်းလားမလောင်းတော့ဘာလို့ကြလို့ဆိုဒီဘက်ကြီးမလောင်းတော့ဘေးကပုဂ္ဂိုလ်တွေကဘဇူးဝါနဲ့ပူကြဘိုက်ပေါက်သွားနေတော့မှာပဲတော့ချိုးလိုက်တော့ဝိုင်းချိုးတဲ့နေရာမှာမျက်လုံးတောင်းလုံးနဲ့တက်တက်လေးကြည့်ပါနော်ဇူးဝါတွေနဲ့ဝိုင်းချိုးတာပဲဝိုင်းချိုးတယ်ဆိုတဲ့လက်ကြောင်းပေါ့ဗျာဒါပေမဲ့ဘယ်နာလေးပဲကြည့်ထုံးတဲ့ပြည်နေပဲကြည့်ပါအဲ့လိုကြည့်သွားပြီးတော့မှလူဒီဝမ်းပိုက်ရဲတယ်မဲ့ဟောမိကျိုးတဲ့လူတွေကအဲ့ဒီဝမ်းပိုက်ပေါ်ကိုဝီးကြီးခဲ့တဲ့ပုံပုံထားလိုက်တော့တော့မလောင်တဲ့ဘိုက်တော့ပါလားအဲ့ဒီတော့မလောင်မဲ့ဘာကြီးကမလောင်တာလဲအဲ့ဒါတို့ပြင်တာဘာကြီးကမလောင်အဲ့ဒါဘိုက်ပေါ်မှာပုံခဲ့ဒီကြီးခဲ့တဲ့စုပုံထားပြန်ပတ်သွားတာသိကြတာမိကျိုးတာလည်းပြီးတော့တိတ်တိတ်မကတော့ဘာဖြစ်လဲဘာရှိကြနေတဲ့လူအိမ်ပြန်တယ်ဘာလို့လဲမရပါဘူးအဲ့ဒါဘိုက်ပေါ်ပြီးပုံထားကြတာပေါ့စဉ်းစားတော့အဲ့တော့ပြီးပုံပြီးတော့ပြန်သွားတယ်မတလင်းလာတော့အောက်ကပြီးကြီးခဲ့တယ်နော်အဲ့ဒီဝမ်းပြင်ကမိတွေပုံလိုက်တော့ပေါက်ထွက်သွားပြီးတော့ဒီကလေးဟာအဲ့ဒီမိကြီးခဲ့ပုံမှာအောက်ကရှားပန်းကလေးခံပြီးတော့နေသလိုဒါမှခံရတာမဟုတ်ဘူးကြာပန်းခံပြီးတော့နေသလိုပဲသူ့မှာဘာမှမိလောင်ကျွမ်းခြင်းမရှိဘဲနဲ့အပူလောင်ခြင်းမရှိဘဲနဲ့ပဂတိကလေးတိုင်းမဲ့အဲ့ဒီဘုရားအိတ်ကလေးရမနေ့လေးကတော့ရွာသားတွေကဘယ်နဲ့ဘာကြည့်တော့မလောင်မိတွေပေါင်လာကြတယ်ဘယ်နဲ့နေလဲပြီးတော့သွားကြည့်ကြအောင်လို့သွားတော့ကလေးကြီးဟုတ်ပြီနော်အဲ့တော့သေသားလည်းဖြစ်ပြန်နော်နောက်ဘုရားရဲ့အဆုံးအမကိုနာခံနေတဲ့ရွာသူရွာသားတွေလည်းဖြစ်ပြန်ဒါကတော့မှအကြောင်းရှိတယ်ပြောပြမှန်ပါဗျာသိတဲ့ဘုရားလူများနော်မိလည်းချုပ်ပြီးပြီရွာထဲတွင်းလို့မန္တလေးမြို့ကြီးကတော့ဘူးပါဘူးဒီရဲ့လူပဲဝင်ကြွနေတာဘာမှမစမ်းနော်မြို့ကြီးလူသိလို့ဟမ်ဘောပါလားဒီကတန်းသားနဲ့ထွက်သွားတာတော့ချင်းဝင်သွားတာဟုတ်လားသိပြီးတော့ဝင်လာတာလည်းဒီပုံကြီးပဲအဲဘာမှပြဿနာဖြစ်ဟုတ်ရွာနေကြတယ်အဲ့ဒါပြဿနာဘာလဲသိရုံကြီးကနေမှသိလို့ပြန်သွားပြီဆိုတော့ရွာထဲဝင်ရဘူးလို့အဲ့တော့ရွာထဲသိရင်ဝင်ရဘူးဆိုဘာလို့ဆိုပိုက်ကလေးကြားတန်းရှိပြီးတော့ပွေသွားလိုက်တော့ဆက်လာရောဒီလိုကြတယ်မဖြစ်ပြန်ဘောပါလားစဉ်းစားကြဖို့ကောင်းပါလေခင်ဗျားတို့ဗမာတွေယူဆတယ်ပြန်စဉ်းစားဖို့ကောင်းပါလေနော်လက်ရခေါ်ရတာလည်းအမောအချီတို့တွေတိုင်းချီတွေနှမျောကြကောင်းကြတာနော်အခုတော့တော်တော်လေးရှားတော်တော်လေးကောင်းတော့တာတခုရှိပါတယ်ဘုံတော့ကတော့လူသေးရင်ပဇာတိုက်ပါလို့ဒီလိုကတပတ်နော်တော့ဒီလိုအလုပ်တွေကြောက်ကုန်တာအဲ့ဒါခင်ဗျားတို့အဲ့ဒီလူကတွေကြောက်လို့ရတယ်ပုံတစ်ထောင်တန်ခိုင်သုံးတာတော့သိသုံးစီမပြေတော့အလုပ်တွေကြောက်တော့ဒီလိုနော်ဘုဒ္ဓမူတပဲဆိုရင်ကလေးတွေကြားတော့ဟောတော့ခင်ဗျားတို့ညီကြီးတဲ့ပြုတ်ပြတယ်နော်တိုင်ရှိတယ်အဲ့ဒါကလူကဘယ်လောက်တဲ့ဒီနေ့စကိုင်းပူအောင်ရမလားရပါဘူးဗျာတဲ့လေလုံးတော့ပြေးကြဗျာနော်ဟုတ်ကဲ့အဲ့ဒီကတော့မကောင်းအောင်ပြေးတယ်ဆိုရင်ဒါမဆိုးဘူးဟုတ်လားဒီပြန်လည်းတော့မဆိုး9000လောက်ကြပြီရန်ကုန်ကိုနော်ဟုတ်ကဲ့လားအဲ့တော့ဒီလိုကတည်းကဒီကိုလုံးတော့အောင်ကန်ရှိတယ်အခုဘုရားသာဝတ္တလေးလို့ဘာလို့ပြောသလဲလို့ဆိုတော့
တင်းတိုင်းလုံးမှာမီးရှို့လို့မီးမလောင်တဲ့ကလေးဘုရားလို့ဆိုရင်တော့ဗျာပြသားရရင်တော့ချင်းပြေးမှာဘောပါလားဒီကလေးဗမာပြည်မှာလာဆိုတော့လုံးဖြစ်တင်းတိုင်းလုံးကမီးမလောင်တဲ့ကလေးကိုပြသားပါလေအဲ့လိုသူ့ရဲ့ဆိုပြီးခင်ဗျားတို့သွားကြတာလေကျူလားဘာဘူးသွားတဲ့လူမျိုးရှင်းသလားသူ့ရဲ့လို့သာပညာလိုက်ရေသာကူးတဲ့ရေတဲ့ဒီဒီပေါ်တော့ပြောတယ်ပြေးတာပဲဘောပါလားအဲ့ဒါမကောကိုလည်းမစင်တာဘူးလေအောင်နဲ့ထောင်ကြည့်လိုက်ဒါသိတာတယ်တိုင်းကျဒါသူ့ရဲ့လို့ဖြစ်လို့ဘောပါလားအဲ့ဒါစင်ကြဉာဏ်လေးဒီရေးကြည့်ကြည့်ဉာဏ်မရှိပဲတဲ့ဘုရားသာဝကရှင်းတော့အဲ့တော့ရွာသူရွာသားတွေကဒီကလေးကိုရွာလေးပြန်ပေါ်ပါဟုတ်လဲဇူဝါနဲ့မျက်လုံးကိုထိုးမိတဲ့အတွက်သူ့ကိုအဲ့ဒီမှာမကရလို့နာမပေးတယ်တန်ကိစ္စဘာလဲဒီကလေးတန်ကိစ္စနော်ဇူဝါနဲ့ဝိုင်းထိုးတာမျက်လုံးထိုးမိပါဆိုပြီးတော့ရွာလိုက်ပါရွာထဲမှာပညာရှိတဲ့လူတွေလည်းအကုန်လုံးတိုင်နေကြတာရှင်ရတော့ရှုမြင်တတ်တဲ့ပုဂ္ဂိုလ်ဟာဒီကလေးဟာဒီဥပရိနဲ့ဒီပုံစံပေါက်ပွားလာတဲ့အတွက်လူပေါင်းလူလောကမှာနေပြီးတော့မိသားစုကိုအုပ်ချုပ်ရင်ဆွေ80ဘိုးမျိုး80လုံးမွေးရဟုတ်ပြီနော်လူပေါင်းလူလောကမှာမနေဘဲနဲ့ယဟန်ဝတ်မယ်ဆိုရင်တော့ကြော်ကြမ်းဝင်တိုက်တဲ့ပုဂ္ဂိုလ်ဒီလိုဆုံးဖြတ်လိုက်ဆုံးဖြတ်လိုက်တော့ရွာသားတွေကအိုးငါတို့ဆရာရှင်သာရိပုတ္တရာရှိတယ်တဲ့အရွယ်ရောက်လာမှရှင်သာရိပုတ္တရာလက်ထဲအပ်ရအောင်လောလောဆယ်ငါတို့ဝေးလာမယ်ဟုတ်ကလားတို့ငါတို့ဆရာရှိတယ်သွားပို့လိုက်ဆိုလို့တို့ကလေးကောက်ဝေးနေရတော့ဟုတ်လားအဲ့တော့ခုသူတို့ကြတော့အဲ့လိုဟုတ်လားဘုသူတပည့်ရှင်သာရိပုတ္တရာရဲ့ရှင်းလားဒါမို့လို့သူကဘုရားအဆုံးအမရထားတဲ့ပုဂ္ဂိုလ်တွေကြတော့ဒါအခက်အခဲမရှိပဲနဲ့သင်္ချာရောကဒုလိကောက်လာရှင်းနေကြလားသဘောပေါက်သလားအဲ့ဒါဘာလို့ပြောလို့ဆိုအဲ့ဒီကိစ္စအိန္ဒိယပြည်မှာအစွဲလမ်းကပိုကြီးတယ်ခုခင်ဗျားတို့ဆွဲနေတဲ့အစွဲကအိန္ဒိယကတဝက်လောက်ဝယ်ရောက်သေးတယ်မှန်ပါဗျာသို့တော့နဲတယ်လို့တော့မထင်နဲ့ပေါ့ဗျာအိန္ဒိယကရလာတာကတဝက်တရုတ်ပြည်လာတာတဝက်ယူရီးယားလာတာတဝက်ဟမ်ဟုတ်မလားဘုမခန်းကိုကြီးကျော်တဲ့ဒီကြားကအဖာစီမင်းကြီးလေးတို့ကတကွက်ဒီမောင်နေတော့ဒီကခုဒီမောင်နေမရသေးဘူးနော်အစွဲနေရှိတယ်ဟာအဲ့တော့ဆွဲပေါင်းများစွာဆွဲတတ်နေတယ်ဆိုတော့ခင်ဗျားတို့ကပို့ဆိုးတယ်အဲ့တော့ဟိုမှာအိန္ဒိယအစွဲတွေလည်းပုံသားတွေကဒါအယူသိတိကတင်းတိုင်းဘောဟာသူတို့ထဲပြန်ဖက်တယ်ရှင်းနော်ခုဘုသူ့သာဝကတွေလို့ဘုရားသာဝကဘသူတတိတွေလဲဒီမှာတော့ရှင်သာရိပုတ္တရာရဲ့သုံးမအောက်မှာရှိရတဲ့ပုဂ္ဂိုလ်တွေဆိုကိစ္စမရှိဘူးတဲ့ခေါ်ပဲငါတို့ကျွေးမွေးထားမယ်အရွယ်ရောက်လာရင်ဘယ်လိုလဲအားအဲ့လိုနဲ့ကျွေးမွေးထားပြီးတော့ဒီကလေးကပရဒိပြိကနီးပေါ့ပရဒိအရွယ်ရောက်ခံနီးလေးမှာဒီလိုပဲဆိုရင်သာရင်နဲ့ပဝိဇ္ဇေပေးတယ်ဖေဘူးလဲဆိုတော့သူ့ဖေသူ့မေရတော့မေးလို့နဲ့မှာဒီပါဘူးနော်အဲ့တော့မပွားနိုင်လို့သိသွားတာဆိုတော့သူ့ဖေလည်းမရှိဘူးဆိုရပါစို့အဲ့ဒီမှာကလေးကမေးတော့ဝါပြောကြတယ်ပြောသူပြောသားတယ်ဟေးမင်းနာလည်းတန်ကိစ္စလို့ဖြစ်နေတာကိုကအဲ့ဒီကစတာမင်းဟာညီမပွားခင်ကလေးကမင်းမေးကသေလို့မင်းမေးကိုသင်္ကြန်ကုန်းမှာမီးရှို့တော့ဗတ်ကြီးရမလောင်တာနဲ့သဇူဝါနဲ့ကြောက်ထိုးကြတဲ့ကမင်းမျက်လုံးပြီးသွားတယ်ကိုမင်းမျက်လုံးတော့မကောင်းဘူးအဲ့ဒါပဲအဲ့ဒါကြောင့်မင်းကိုတန်ကိစ္စလို့ခေါ်တာအဲ့ဒါမင်းဖေလည်းမရှိဘူးငါတို့ကတွေ့ကိုချတာသင်္ကြန်ကုန်းကကောက်လာတာဒီလိုပြောလိုက်တော့အဲ့လိုကြီးလားကျွန်တော်ကကံဆိုးလာတယ်ကံဆိုးလာတယ်လားတဲ့ဒီလိုဆိုရင်တော့ဒီတိုင်းမတရောဘူးတဲ့ကိုယ်ရုံးချင်တယ်ဘာလို့ချင်ကံဆိုးဘာလို့ကိုယ်ရရကြတော့တရားဝင်လို့ရှိရင်တရားဆိုင်လိုက်မယ်လို့များရှိပါပါဗျာတရားလို့ရှင်တာတဲ့ရောင်းဝယ်လေးနဲ့ထိုင်းပြီးလို့မလုပ်ဖြစ်ဘူးဆိုကောင်းနေပြီပေါ့ဘောပါလား
တော့တန်ဆိုးကိုမလုပ်တော့မယ်လောကဓာတ်လေးများသူ့တော်လို့လာရင်တောက်တစ်ခေါက်တော့တစ်ခါတည်းမှတော့ဝင်ပြန်ပြီးတော့တွယ်မယ်ချမယ်နဲ့အန်ကျစ်ပြီးချနေကြတာတန်ဆိုးကံတော့မလုပ်တော့ဘူးဒီကလေးကဘယ်နှစ်ဒီလိုကကံဆိုးလာပြီလားတဲ့ဒါတော့ဆိုးတဲ့ကံနဲ့တော့ဖြင့်သူများဒုက္ခကိုပေးတော့ပါဘူးတဲ့လွတ်ရကျွတ်ရသင်္ကန်းဝတ်ခွင့်ဒီပါသူကစတာဒါဒီဘာလဲကိုယ်ကြလို့ကအဲ့မှာရှင်သာရိပုတ္တရာကိုရောင်ကြီးရွာဆုံးတာပြောတော့ဟောဒီမှာဒီကလေးကသာရိသသိကအရှင်ဘုရားဓမ္မသင်္ကန်းဝတ်ရှင်လို့လေဆိုတော့ဟုတ်သလားကိုရင်ဟုတ်တယ်ရှင်သာရိပုတ္တရာဒုက္ခရှိတယ်သူစီမှာ9နှစ်ရွယ်တာဝတိလေးတွေကရှင်သာရိပုတ္တရာတပည့်တွေများအဲ့တော့မေးတယ်ကိုရင်ယဟန်ဘဝလိုလာမဟုတ်ဘူးသူများလူတွေဟာလည်းသာကိုကအဆူစားနေတယ်သူတို့အချင်းလူရင်အချင်းနဲ့သာဟုတ်ပြီနော်ကိုယ်ကိုရှာညာဝယ်စားလို့ရလားမရပါဘူးဗျာလူလာနဲ့စားအဲ့ဒီအခါကျတော့လည်းဖြစ်တယ်လို့နေရတာဟုတ်ပြီနော်သိပင်ရေကဝါပင်ရေကဝါဖြစ်တယ်လို့နေရတာကိုရင်နေနိုင်မှာမလားတို့ကိုရင်နေနိုင်ပါလေခင်ဗျာနော်ဗါတယ်နေနိုင်ပါလေဗျာရှင်ပြဆုံးမတဲ့အတိုင်းခါရမှာနေရနေပါကျွေးတယ်နဲ့စားပါတပည့်တော်ကံဆိုးလို့ဗါတယ်ကံဆိုးလို့တဲ့အဲ့တော့တပည့်တော်ကံကောင်းလို့ရှင်ပြဘယ်တော့ဆင်းရဲဘယ်တော့ဒုက္ခရောက်အဲ့တော့ဥဒ္ဓမင်္ဂလာဒီနေ့နည်းနည်းလေးထည့်ပေးမယ်စားရတော့မပါဘူးဒီနေ့ကပြန်လာတာဘုရားကိစ္စမရှိဘူးကြာပုံဝါလူဘယ်ရလဲကြာပုံဝါလူတန်ကိစ္စဘယ်ရောက်ကောက်လားကြာပုံဝါကောက်ရှင်းလားရှင်းလားဘယ်ဘောထွက်လာကြာပုံဝါထွက်လာတယ်ရှင်ပြမထူးဘူးရတယ်ဝတ်ပဲဆိုတော့ဝတ်ပြီးတော့စံရိပ်တွေတော့မရှိသေးတယ်ဘုရားဒသပိစကဓမ္မထံပိရှင်သာရိပုတ္တရာမြတ်ဒါလေးကျုပ်ကိတာလောမနကတတော်တတ္တသဘေဘုန်းကြီးခြေလက်လက်သက်ရေသူရေပါအေးကြောင့်ငါဘုတ်သူဘုတ်နာနေရှင်းတော့ရှင်းပါဗျာကဲသမီးဒီသဘေကြီးကတန်ခိတ္တဟုတ်ပါဘူးဗျာဒီကောင်းကတန်ခိတ္တဟုတ်ပါဘူးဗျာဘုန်းကြီးခြေလက်လက်သက်ကိုတန်ခိတ္တပေါ်မလားဟုတ်ပါဘူးဗျာတန်ခိတ္တနှလုံးသွင်းတဲ့တရား32ဘောဓာတဆိုဒါအမှန်သိလို့ဒိဋ္ဌိကျုပ်လည်းပြီးသွားတာပဲဟမ်သဘောပါလားဒါပြိမောမှာထိုင်နေတာဘူးလေဘုသူမင်္ဂလာဒါဘုသူမင်္ဂလာဟုတ်ပါဘူးဒါလေးလားဟုတ်ပါဘူးဒါလားဟုတ်ပါဘူးဒီလက်ကလေးပေါ်ဟုတ်ပါဘူးရှင်းတော့ဟုတ်ပါဘူးဗျာကောင်းရှိပါဗျာဒီရုပ်ပညာအကောင်းစုဟမ်ဒီရလုံးနာနာအကုန်စုံမှပါခေါ်ဘုသူမင်္ဂလာလို့ခေါ်တာဒါပေမဲ့တခုချင်းထောက်ကြည့်တော့ဘုသူမင်္ဂလာတွေ့လားတွေ့ပါဗျာဒါပါလေဆို this is ဘုသူမင်္ဂလာ body ဘုသူမင်္ဂလာရဲ့ခန္ဓာကိုယ်ကြီးရဲ့ဖြစ်ပါတယ်ဘုသူမင်္ဂလာတော့ဟုတ်ပါဗျာရှင်းလားရှင်းပါတယ်ဒါပေမဲ့ဘုသူမင်္ဂလာရှိလားရှိပါဘူးဒါပဲဒီမှာဒသပိစကကမ္ဘာပြေတဲ့ကေတာလောမနကတတော်တန္တဘောအဘိညာဉ်6ပါးပฏิပံမိတာပတ္တစာလက်တပိတာသေချာမလို့ရှင်းလားရှင်းပါဗျာဘုရုတာဝကရှင်းပါဘုရားရှင်းလားအဝကဖြစ်နေတဲ့အတွက်အဆုံးမလည်းရအဆုံးမလည်းနာယူအားလည်းထုတ်လိုက်တယ်တဆိုင်နဲ့လာဝကဆိုတဲ့ပြည့်ယူပြီးဆရာသမားကဒီလိုလုံးလို့ပြောတာနဲ့ဒီလိုလုံးလိုက်တော့ပါလေပြည့်ယူပြီးဆရာသမားကဒီလိုလုံးလို့ပြောတာနဲ့ဒီလိုလုံးလိုက်တော့ပါလေကိုယ်အဘူလားဟုတ်ပြီနော်ဒီတပင်ဟာကိုယ်မွေးတဲ့သူပဲကွာအဲ့ဒီပဲဘာမှမကောင်းလို့ကောင်းမှလေတော့ဒီတော်ဒီဘွားနဲ့လျှော်လိုက်ဟုတ်လားတေယောကေမုန်းပြေးလိုက်ရှံပူလေးမျိုးစုံကြောင်းပြီးလျှော့မပွေးလို့ဆယ်လို့ထင်လိုက်မင်းစားရတော့လည်းပြေးလာမှလေရိုးရိုးပဲလားဆက်စုပ်ညွှန်ရှာတော့ပဲလား
သဘင်ကြီးရှိတယ်သဘောပါလားဒီအောင်စလားဆိုတော့ကောင်းမှမလေးတကယ်တော့ကိုယ်သဘင်တော်များကြရအောင်ကြိုက်သူတို့သဘောပါလားအဲ့ဒါတော့လူကြီးတွေကလည်းပါကိုယ်လူငယ်တွေတော့သိမရှိတော့ပါလူကြီးတွေတော့ကောင်းပဲနဲ့ကြိုက်ဘူးလေနော်ဒီလိုမလားအဲ့တော့သူကောင်းပဲတော့ဘာဖြစ်လို့ကိုယ်နဲ့တူတယ်ဘာလို့ရှင်းလားဘာနဲ့တမိုးကြီးလို့အဲ့တော့ဒီအကုပါကြီးကိုဒီစဉ်းစားတာသဘင်မွေးကြီးခြေတဲ့လက်တဲ့ဒါလေးနှလုံးသွင်းဆိုတန်လေးကအောက်ကနေထိုင်ပြီးဆရာပြောတဲ့အတိုင်းနှလုံးသွင်းလိုက်ကောင်းရှိပြီးတာလေရှင်းလားအဲ့ဒီလိုလိုဖြစ်သွားတာအားလုံးလိုက်တယ်အဲ့ဒီတန်လေးကသူ့ဘဝနဲ့ရဘုရားဘာသာနဲ့လေသုံးမရတဲ့ရှင်သာရိပုတ္တရာနဲ့လေသုံးမနာယူနေတဲ့အင်အားလေအားလေငါးချက်သုံးတော့ကာဝကဖြစ်တဲ့တွေ့ရှင်းနေကြလားအဲ့ယဟန္တာဖြစ်တဲ့ကံလည်းပါနေတဲ့သာသနာနဲ့တွေ့ရမယ့်ကံပါနေတဲ့အတွက်ဒီကံမရောက်တော့ဒီဘုံပေါ်တင်ပြီးပြီးဆိုတာကရှင်းနေတော့ဒါကသွားနေတာအကြောင်းကောင်းလို့ဒီဘုံပေါ်သူ့သွားပြရတယ်မိမဲ့ဖတ်မဲ့အပေါ်ရရှိကံဆိုးတယ်လို့ရှင်းတယ်ဟမ်ဘောပါတော့တို့တို့လည်းကံဆိုးလို့အမေကမဝေးခဲ့သေးတယ်ကံကောင်းရင်တော့ပြီးဆိုတော့မလာဘူးဘောပါလားကံကောင်းရင်တော့ပြီးဆိုတော့မလာဘူးကံဆိုးရင်တော့မျက်စိဝါးတဲ့ဘုရားကံကောင်းရင်တော့ရွာလူတွေဝယ်ဝေးတာသဘောပါလားအဲ့တော့ဒီလိုပြန်ကြည့်လိုက်ရင်သူ့မှာပြန်ကြည့်လိုက်တော့ရဟန္တာဖြစ်တဲ့ကံအကြောင်းအကောင်းတွေမပါဘူးလားအဲ့ဒါပဲအလင်းမြန်ပို့ပေးလိုက်ရှင်းတော့အဲ့တော့စိတ္တဥစ္စာတွေရတာသူ့မေသူ့မေရတဲ့တွေမို့လို့စိတ္တဥစ္စာတွေရတာနဲ့ကိုတရားရတာဘယ်ဟာတာဖို့ရှိတရားနဲ့တွေ့ရမယ်ပုဂ္ဂိုလ်မို့လို့မသိသေးဘူးရှင်းလားဟဲ့အားလုံးမပြင်နိုင်ကြလားအကြောင်းကောင်းရင်အကြောင်းစင်ကြယ်ရင်အကြောင်းမကောင်းရင်ဝါပိုက်ထဲမှာအမေသေးရတာတော့အကြောင်းမကောင်းလို့ရှင်းလားဝိမမဝေသေးတဲ့တရားဟုတ်အဲ့ဒါနဲ့သူပြုခဲ့တယ်အကြောင်းရတယ်သို့တော့တရားရတဲ့အကြောင်းကံတော့သူ့မှာမရှိဘူးလားရှိပါဘူးဘုရားတော်သစ္စာနဲ့တွေ့တဲ့ကံတော့ပါနေပြီရောသူကြည့်ကိုရသလားသစ္စာဟောရတဲ့ပုဂ္ဂိုလ်နဲ့ရောဟောပါပြီဒါဖြင့်သစ္စာထောင်တဲ့နာရောအားလို့သေးလေအားလို့သေးလေအားထုတ်ဖို့တော့အဲ့ပါမီပြည့်တာလားလမ်းဆုံးရောက်တော့မှာရှင်းသေးလားပါမီပြည့်စရာလိုသေးလားပြည့်ပြီးသားဖြစ်နေဘုရားတို့ကဘုသူတာဝကဘုရားရှင်ရဲ့တာဝကရှင်းတယ်နော်ဘုရားသုံးပါးနဲ့မတွေ့ရောက်လားတွေ့ရပါတယ်အဲ့တော့တာဝကမှာမှယေရှုရဲ့ဆရာသမားရဲ့သုံးပါးကြောင့်သိရလို့တို့ပေါ်နေတာကမောဂဝိပဿနာဒီလိုနာမည်ပြောလိုက်အဲ့တော့ဝိပဿနာကဘုန်းဆရာတော်ဘုရားကြီးပြောမှသိတာဟုတ်တို့ပြောတာနော်ဆရာတော်ကြီးပြောမှဝိပဿနာဆိုတာပေါ်လာလားဘောဘူးဗျာအဲ့ဒါတော့အားလုံးတခါလေးရှင်းပြထုတ်ခဲ့ပါလေဦးဇင်းတို့သူတော်ကောင်းတို့အတွက်တော့ဒီဝိပဿနာဟာဘောဂုတ်ဝိပဿနာပါလေရှင်းလားဟုတ်တို့ဆရာဘောဆရာတော်ဘုရားကြီးပြောမှသိရတာဘောရှင်းတတ်ကြလားဆရာသမားကြီးရဲ့အဆုံးအမအတိုင်းငါတို့ကြိုးစားမယ်ဆိုရင်ရနိုင်မရနိုင်သာမီတောက်ရအောင်လားလုံးယုံမဲလားသာဝကဖြစ်ရှင်လုံးတော့လုံးရင်တော့ပြည့်စုံတဲ့သာဝကရှင်းတတ်ကြလားအဲ့တော့အကြောင်းကောင်းမှအကြောင်းစင်ကြယ်မှအကြောင်းမစင်ကြယ်ရင်ဒီသံဃိစ္စလေး9နှစ်နဲ့ပါဖြစ်သွားတယ်တော့ဒီနာဂာနိဝုတိတံဓမ္မစရိယတို့တောင်းတပံသူ့အတွက်ဇာတိရတဲ့အကြောင်းရှိပါပါဘုရားအကြောင်းကင်းရင်ဒုက္ခပါဘုရားအကြောင်းသိရင်ဒုက္ခပါဘုရားနောက်ဒုက္ခရတဲ့အကြောင်းရှိပါပါဘုရား
ရှင်းတယ်နော်အဲ့ဒါဘုသူသုံးပါးတိုင်းလို့တရားရှိတဲ့သုံးပါးတိုင်းခန္ဓာရှိနေအဲ့ဒါဆိုတော့ဒုက္ခနာကြောင့်သူသိတော့တန်ခိစ္စပါပြရဒါကတပိုင်းတန်ခိစ္စယဟန်တွေကိုဘယ်လိုပြေရမလဲသုတဝကဘယ်လိုဆိုတာတော့မလိုက်ပြန်ပါလားခုတန်ခိစ္စအကြောင်းကြည်ချင်းအပြင်တာဝကသဘောပေါက်လားဒီတဲ့သဘောပေါက်အောင်မနဲ့ပြန်တန်ခိစ္စရဲ့တာဝကဘုံ900လည်းတွေ့ဒီနဲ့ကလေးတန်ခိစ္စရဲ့တာဝကကဓမြ900လားအောင်မှာဒီနဲ့ကလားတန်ခိစ္စချုံးမှာကိစ္စမဟုတ်ဘူးဒီနဲ့ကလေးတာဝကကိုသဘောပေါက်လားစောင့်နေကြမှာပြောနေကြမှာလုံးယုံမဲလားပြည့်ပြီလားဗျာသတိထားအဲ့ဒီတော့ဘုသူခန္ဓာဘုသူကြည့်မှာအဲ့ဒီတဲ့ဆက်တော့ခန္ဓာကပြည့်ပြီးတော့ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာဝနာကသစ္စာဗနဲ့ချက်ကအေးဒီလိုသစ္စာလေးချက်တည်းရဲ့တိုက်မှာဒါလေးတန်တရာဝတ်ပင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆပဲနဲ့ပြည့်နေတဲ့ပါရမီကိုအသုံးချကြလို့တိုက်တွန်းရင်းနဲ့နာကြလို့